ဒီနေ့ကတော့နယ်သာလန်နိုင်ငံ The Hague မြို့ကိုတွက်လှည့်မှာဖြစ်ပါတယ်။ခုမြင်ရတာတော့ The Hague ယထာဘူတာဖြစ်ပါတယ်။ဘူတာကနေ The Hague မြို့လေကောင်ကိုတွားနေတာဖြစ်ပါတယ်။ခုကတော့မြို့လေကောင်ရောက်လာပြီးတော့စားတောက်ဆိုင်တွေကိုစပြီးတွေ့နေရပါပြီ။စားတောက်ဆိုင်တွေအပြင်တခြားအင်ကြီးအဝတ်စားတို့သုံးဆောင်တို့ရောင်းတဲ့စတိုးဆိုင်တွေလည်းအများကြီးရှိပါတယ်ခရစ်စမတ်နဲ့နီးရဲ့အတွက်ကြောင့်ခရစ်စမတ် decoration တွေကိုလည်းဆိုင်တိုင်းမှာတွေ့ရပါတယ်ဒါကတော့ Dutch ယူရမုတ်အချိုတွေရောင်းတဲ့ဆိုင်မှာလူတွေအများကြီးဝယ်စားနေကြပါတယ်ခုကတော့စားတောက်ဆိုင်တန်းဘက်ကိုရှောက်ကြည့်မှာဖြစ်ပါတယ်ညနေပဲစောင်းလာတော့ဆိုင်တွေကဘီးတွေစထုံနေတာပေါ့စားတောက်ဆိုင်တန်းကတော့တော်တော်ကိုရှည်ပါတယ်အဲ့ဒီမှာအရှေ့တိုင်းယူရရောအနောက်တိုင်းယူရအစားစားတောက်ဆိုင်တွေအကုန်လုံးရှိပါတယ်ဒါကတော့အာရှတွေအကြိုက်မာလာတန်ဆိုင်ပါစားရင်နဲ့ညဘက်ရောက်လာပါပြီညဘက်ကျတော့မီးတွေကရောင်စုံမီးတွေထွန်းထားတဲ့အတွက်ကြောင့် The Hague မြို့ကပို့ပြီးတော့လှပါတယ်ရှောက်ကြည့်ရင်နဲ့ဘိုက်ဆာလာရနဲ့ညသာစားဖို့တရုတ်တန်းဘက်ကိုရှောက်လာခဲ့ပါတယ်အဲ့ဒီမှာတွေ့တဲ့အင်ဒိုနီးရှားဆိုင်တစ်ဆိုင်မှာဝင်စားပစ်ခဲ့ပါတယ်။ကြက်သားဟင်းနဲ့ထမင်းနဲ့ပါ။ကြက်သားကတော်တော်ကိုနူးညံ့ပြီးစားလို့ကောင်းပါတယ်။ပြီးတော့ခရညင်သီးနဲ့ငြူသီးနဲ့ရောပြီးထောင်းထားတဲ့အထောင်းကလည်းဆက်ဆက်လေးနဲ့စားလို့ကောင်းပါတယ်။ညစာစားပြီးတော့အချိုတဲဖို့အတွက်ကိုလမ်းဘေးမှာရောင်းတဲ့ဝီဖာမုန့်အချိုကိုဝယ်ခဲ့ပါတယ်။ဒီဝီဖာမုန့်ကတော့နယ်သာလန်နိုင်ငံရဲ့ရိုးရာလည်းဖြစ်တဲ့နာမည်လည်းအရန်ကြီးတဲ့ဝီဖာဖြစ်ပါတယ်။အဲဒါကြောင့်နယ်သာလန်နိုင်ငံကိုရောက်ရင်တော့စမ်းစာကြည့်သင့်ပါတယ်နောက်တစ်ရက်မနက်မှာတော့ The Hague မြို့နဲ့ကပ်ရက်က Daf ဆိုတဲ့မြို့အသေးလေးကိုတွက်လှည့်ခဲ့ပါတယ်ဒါကတော့ Daf ကိုအသွားယထာဘူတာမှာဖြစ်ပါတယ်ခုကတော့ Daf ကိုရောက်ပါပြီမနက်စာမစားကြရလို့ကော်ဖီလေးတစ်ခွက်ဝယ်တော့လိုက်ပါတယ်ခုကတော့ဓာတ်မြို့တွေကိုသွားလည်မှဖြစ်ပါတယ်နောက်ဆုံးလိုက်ဓာတ်မြို့ကအမ်စတာဒမ်မြို့နဲ့တော်တော်လေးကိုဆင်ပါတယ်သူ့မှာတူမြောင်းတွေလည်းရှိတယ်ထရမ်လေးလည်းရှိတယ်လမ်းလျှောက်လို့လည်းအရန်ကောင်းပါတယ်ပြီးတော့အမ်စတာဒမ်လိုပဲတူမြောင်းတစ်လျှောက်မှာစပိန်တွေရပ်ထားတာကိုတွေ့ရပါတယ်။နယ်သာလန်နိုင်ငံတနိုင်ငံလုံးကတော့စပိန်တွေအရန်စီးကြတယ်။မြို့ကတော့မြို့သေးလေးပါ။အမ်စတာဒမ်တို့ The Hague မြို့နဲ့ဆိုင်ရင်တော့တော်တော်လေးသေးပါတယ်။ပြီးတော့ဒီနေ့ကခရစ်စမတ်နေ့ဖြစ်တဲ့အတွက်ကြောင့်လည်းဆိုင်တွေတော်တော်များများကပိတ်ထားပါတယ်ခရစ်စမတ်နေ့ဖြစ်တဲ့အတွက်ကြောင့်လူတွေကလည်းတော်တော်ကိုရှင်းပါတယ်
ဒါကတော့မြို့လေကောင်က charge ပါပုံမှန်အဖြစ်တော့ဒီမြို့လေကောင်ကတော်တော်ကိုစီပါလိမ့်မယ်ဒါပေမဲ့ဒီနေ့ကတော့လူတွေရှင်းနေပါတယ်ဆိုင်နေပိတ်ထားတာအတွက်ကြောင့်နေ့လည်စာအတွက်လည်းလူတွေဝယ်စားလို့ရတဲ့ flanfer ဆိုတဲ့ပေါင်မုံနဲ့အသားညှောက်ကိုပဲဝယ်စားလိုက်ပါတယ်ပြီးတော့ charge ကိုအပြင်းပြေရှောက်ကြည့်ပါတယ် charge မှာတော့သူတို့ရဲ့ခရိယန်အသင်းတွေပွဲလာနေလုံနေတာတွေ့ခဲ့ပါတယ်Death မြို့ကိုရှောက်ကြည့်ပြီးတော့ The Hague ကိုပြန်มาတော့မယ်The Hague မြို့ကိုရောက်တော့ညဘက်ရောက်တော့ပါပြီပိုင်လဲဆာလာရနဲ့ညစာအတွက်ကိုမနေ့ကတွေ့တဲ့မာလာတန်ဆိုင်မှာဝင်စားဖြစ်ခဲ့ပါတယ်။ဒါကတော့ညသာစားပြီးအရှူတဲဖို့တကြားလုံးဆိုင်မှာဝင်ကြည့်နေတာပါ။ခုကတော့ The Hague မြို့မှာနေတဲ့တတိယနေ့နဲ့နောက်ဆုံးနေ့ကအဲ့ဒီနေ့မနက်ကတော့ဇူတီမီယာလို့ခေါ်တဲ့ရက်ကွက်မှာရှိတဲ့ shopping mall တစ်ခုကိုတွားလည်ခဲ့ပါတယ်။အဲ့ဒီကိုတွားဖို့ tram စီးပြီးတွားလို့ရပါတယ်။ခုကတော့ shopping mall ထဲမှာရှောက်ကြည့်နေရပါ shopping mall ကတော့အများအကြီးတော့မဟုတ်ပါဘူးဒါပေမဲ့စိတ်တော်တော်များများနဲ့ brand တော်တော်များများတော့တွေ့ခဲ့ပါတယ် Christmas အတွက်ကို discount တွေလည်းအများကြီးချနေကြပါတယ်ဒါကတော့နေ့လည်စာအနေနဲ့စားပြတဲ့ငါးကြော်နဲ့စပိန်ရိုးရာထမင်းကြော်ပါနေ့လည်ထမင်းစားပြီးတဲ့အခါမှာတော့ The Hague မြို့ရဲ့တခြားဘက်အချမ်းမှာရှိတဲ့ကမ်းခြေအသေးလေးတစ်ခုကိုတွက်လည်ခဲ့ပါတယ်ဒါကတော့ကမ်းခြေတစ်လျှောက်မှာရှိတဲ့စားတောက်ဆိုင်တွေပါကမ်းခြေနားမှာအပျော်စီချားရဟတ်တခုလည်းရှိပါတယ်။ဒါပေမဲ့အိမ်တွေကတော့လေးတွေအရန်တိုက်ပြီးတော့အရန်အေးနေတာကြောင့်စီးရဲလူဘယ်သူမှမရှိပါဘူး။ဒါကတော့ကမ်းခြေမှာရှိတဲ့အိမ်သားကိုအမှတ်တရရိုက်ထားတာပါ။ဘာလို့အမှတ်တရလို့ပြောရလဲဆိုတော့နယ်သာလန်နိုင်ငံမှာအိမ်သားဝင်တဲ့အခါတိုင်းမှာဘယ်တော့မှအလကားမရပါဘူး။ပတ်စံအချွေအများရန်ပေးရပါတယ်။အဲဒါကြောင့်နယ်သာလန်နိုင်ငံကိုတိုးလေကြမယ်ဆိုလို့ရှိရင်တော့အကျွေလေးတွေစောင်းသွားကြပါလို့သတိပေးကြပါတယ်